ကန်တိန်ဟိုင်လန်တောင်ပေါ်ဒေသခီးတင်ကိုတွားလိုက်မယ်ဆိုရင်ညီတို့တွားရမည်နီးမင်္ဂလာပါဘလော့ပိုင်အောင်သူပေးကလည်းညွှန်လို့ဆိုတာပြန်လဲကြိုးလိုက်ပါတယ်ကျွန်တော်တို့တွေမလေးရှားနိုင်ငံဆလန်ဂေါပြည်နယ်ရှာအလန်မြို့ရှိတောင်ပေါ်ဒေသတစ်ခုဖြစ်တဲ့ကန်တိန်ဟိုင်လန်ကိုတွားရောက်လိုက်ပါမယ်ဆိုရင်တော့စကားပြန်လဲတွားလို့ရတယ်လို့ရထားလက်မှတ်တက်ပြီးလဲတွားရောက်လက်ပတ်နိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့တွေငွေကြေးတွေအပေါင်းအသင်းတွေစုပေါင်းဖွဲ့ပြီးတော့လက်ပတ်စကားကိုပိုင်ထားပြီးတော့တော့မြန်မာတိုင်းကားတွေနဲ့ထိတ်ဆက်လုပ်ပြီးတော့လည်းကျွန်တော်တို့တွားရောက်လက်ပတ်ရပါတယ်ဒါကတော့ကျွန်တော်တို့ကန်တိန်ဟိုင်လန်တောင်ပေါ်သွားမယ်ဆိုရင်ပထမဆုံးလည်းကားနဲ့လည်းပြပြပါကားနဲ့လည်းပြပြတောင်တစ်ဝက်ပြီးတော့ကျွန်တော်တို့ကားနဲ့တက်ခဲ့ကြပါတယ်တောင်တစ်ဝက်ကိုရောက်ပြီဆိုတော့လည်းယခုလိုမျိုးကေဘယ်တက်စီဖို့အတွက်မော်ရီကနေအပေါ်ဆုံးတက်ပြီးကိုအဆင့်ဆက်တက်ပြီးတော့ဒီဘယ်စင်တာလက်မှတ်ဝယ်တဲ့လက်မှတ်ဖြတ်တဲ့နေရာစင်တာထိရောက်အောင်ယခုလိုမျိုးသွားရမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုလိုက်ပါဒါတော့ကန်တိန်ဟိုင်လန်တောင်ပေါ်သွားအောင်လုပ်ပါမယ်ဆိုရင်တွန်းလက်ပတ်ရမယ်ကျန်းလာပဲဖြစ်ပါတယ်ကြည့်ရှုအပ်ပေးဒီမှာကျေးဇူးပါဒါကတော့ shopping motive ပဲဖြစ်ပါတယ်အားလုံး bye bye နောက်ဘလော့ဒီမှာပြန်